ကဲညာကစားသွားတဲ့ Aston Villa နဲ့ Liverpool ဝယ်လီညီကိုတို့နဲ့အတူတူပြန်ကြည့်ကြပါဗျာကျွန်တော် highlight လေးတွေအများတန်းတင်ပေးမှာမလို့ကျွန်တော် channel လေးကို subscribe လုပ်ပေးပါဦးနော်Liverpool အမဲ PSG ကွက်တွေတောင်းကံပေါ်ဖြစ်အောင်ဟုတ်ပါဘူးလက်ပြပေါ်ဖြစ်အောင်လို့ပါတော့ copy slot ဟောကြာဝကင်းကိုသမားရှိတက်တယ်ကြီးကွာဝကင်းပြီးတော့မကင်းဘယ်တင်လဲမသိဘူးကောင်းတယ်ရော့ဝါဘလို့ကြီးကန်လိုက်တာတော့ဟာငှက်ပြက်တာဒီကောင်တော့လူကျွန်းနေပြန်တာမကလစ်စတာအရှိရလို့ထိုးမပြီးပဲနဲ့ကံမလိုက်တယ်လို့မိုက်နိုင်တယ်ကောင်ကွာစောစလိုင်းဘေးဘီဟေးတိုက်တယ်ကွာရှုပ်ချက်ခံနေတယ်အလာလာနူမိုဟာဒီကောင်ကြီးကောင်းတော့ကောင်းတယ်ရုံတော့ရုံရှာတယ်လူငယ်ဆိုတော့သုံးသက်လေနဲ့ညက်ရာပင်ဘတ်ကပိုလူကြုံမီကွာဒီကောင်ဘလိုကောင်လဲကွာပြန်မလာဘူးရောက်ထင်းနေခဲ့ညာပြီစောစလိုင်းတဲ့ဟေးကိုသမားကောင်းလို့သားပဲဒီကောင်ရဝေးကစ်တွေ free kit တွေရောက်တော်တော်ကိုကြောက်ရသေးတာဗျဒီရာဒီလီဗာပူးရဲ့အကောင်းဆုံးကစားသမားလို့ပြောရမယ်စပေါ်စလိုင်းဖြစ်ပါတယ်လစ်စတာလို့လည်းနည်းနည်းတော့ကြာသွားတယ်ရှေ့ကပွဲရတော့နည်းနည်းကျန်းတဲ့အပုံမှာရှိရခင်ဗျာရှော့ကိုဘီဟျောင်းရေကိုဘီဟျောင်းရေအဝေးတိုင်တွေကိုကွက်တီပဲဘာဦးနောက်နန်ကန်ခွင်းပေးထားတာကြည့်လိုက်တဲ့စပေရောတိုင်းရောလုံးဝလုံလောက်ရတာကွာစပေကြီးကလည်းအကျကြီးတိုင်းကလည်းအကြာကြီးပဲကောင်မလာမကတ်ဘူးတော်တော်ဆိုးနေပြီလို့ကဒီမှာပိုင်းကတော့1 နဲ့ပြီးသွားတယ်ပေါ့ဗျာညားတယ်ကွာကိုသမားရှိတက်ဟုတ်တယ်ဟေးနူမိုဟာတော့ယုံနာဟေးကတကြုံကန်တယ်ကွာနောက်တစ်ချိန်ကွာစီးကြော်နေရကိုဟေးပန်တိုင်းစပေါ်စလိုင်းရဲ့တင်ပေးတာကနေပန်တိုင်းကောင်းတိုက်သွားပြီဗျာရော့ဝါမလူကျုံလားလူကြီးလို့အဲ့လောက်လွတ်နေတော့ကျွံပြီပေါ့ကွာ
ဘာတော့ကိုးတယ်ဟျောင်းရေးစတီဗင်ဂျရက်လက်တစ်လေးနံပါတ်8လေးနဲ့ဒီကောင်လေးကအစင်ဆက်ကိုပြန်ဘက်ကိုလို့ချော်ပေးတဲ့ကောင်လေးတော်ဆိုးနေပြီလို့လက်ပါဘူးလို့ကတော့ကွာရှာသေးတယ်ပဲဟောကင်းပဲပြော့လိုက်တာကွာဒီကောင်ကလည်းအပိုင်ချပေးရတယ်လုံးဟောတလုံးဒီကောင်လေးညံ့လာကြီးဖြစ်နေတာကြီးယောရောင်တိုင်မန်လို့ရောင်ဝေးတောင်းနေကြီးကန်နေတာကိုသမားရက်ကြည့်ဗျမာမာတာရက်ကြည့်တယ်ညမာတာချက်ပလီမို့တော့မာမာတာရက်ကြည့်တယ်ယောဒီတစ်ခေါက်ကကိုးပြီးရောင်ကြီးဘူးတော့မကြုံတော့ဘူးကြည့်အောင်သူ့ကောင်နေကြည့်ရခဲ့ဒီဘာဘူးကနောက်တာဘာလုံးတော့ဖန်တိုက်တို့တော့လက်နေပြီဖန်တိုက်တို့တော့လက်နေပြီဆာလက်မရပါဘူးဆာလက်လေကောင်းသေးတယ်မကင်းကိုးပြန်ပြီဗျာဒီအဝေးတောင်းနေရတော့ဟုတ်ပဲကိုသမားမမာတာရက်ကြည့်ရတော့ပုတ်လိုက်သေးတာပဲမရပါဘူးအဓိကကန်ခွင်ပေးနေတဲ့နောက်တန်းနေကွာစပိတ်ကြီးတွေကိုလွတ်ထားတာကျဲကြီးဟိုကောင်နဲ့အေးစေးတဲပြီးကန်နေအောင်မယ်ဘာကြီးတော့ကွာအစထရိုမီလာကတော့ချန်ပီယံလိဝင်ခွင့်ရဖို့လုံးဝတေချာသွားပြီဖြစ်ပါတယ်ကြော့မှာနောက်တော့တော်သေးတာပေါ့ကွာဘာပဲပြောဖိုး1ဆိုရင်ကြားမကောင်းဖိုး2ဆိုတော့နည်းနည်းကြိတ်နေလေးလို့တော့ထင်ရသေးတာပေါ့